သိလိုက်ဘူးလား ဟဲ့ဟာမင်းကငါတို့တော့မပြောပါလားဘယ်တော့ဘလို့ဟုတ်ပါကွာလူကိုကြည့်တော့ရိုးဖို့ရိုးလာတယ်ဗါလေမင်းငါတို့ကိုအကွက်ကြော်ရရရ ဟုတ်တယ်ဇလန်းကဒီလို့ရှင်ဖိုးတနေ့ကလေမိုးရီအရန်ရွာတယ်အဲ့နေ့တော့ပေါ့ အော်ဒီလိုလားမင်းငါတို့မပြောဘဲထိန်ချန်ထားရပေါ့လေဟာလားရတယ်မင်းမလောက်သားလောက်ပညာပေးဦးမယ် ဘလို့ပညာပေးမှာလဲ ထုံးရေတမင်းကျော်နှစ်ပွဲဆက်နှစ်ဘူးအဲ့ဒါမင်းရှိစိတ်အားထက်သန်မှုကအရေးကြီးပါတယ်။ဒါတက်ပိုပြီးအရေးကြီးတာကအုံနောက်ကိုလန်းဆန်းစေတဲ့ BB Gold Green Tea ယူဆိုင်နေဖို့လိုအပ်တယ်လေဒီချက်ပိုပြီးလိုအပ်တာကအသားရည်စုပ်ပြေးလှပစေတဲ့ BB Gold Green Tea ကျွန်တော်တို့အချိန်မှ၄ချိန်ကန်လုပ်ဖို့ကအရေးကြီးပါတယ်။ဒါတက်ပိုပြီးအရေးကြီးတာကခန္ဓာကိုယ်အစီကိုဖယ်ရှားပေးတဲ့ BB Gold Green Tea အိမ်မက်အားလုံးရဲ့ ပျော်ရွှင်စရာလွတ်လပ်မှုများအတွက် BB Gold Green Tea ကိုတကယ်ပြောနေတာပါပိုးရဲ့အဲ့ဒီကဒယ်လီမူးလဲသွားလို့ဆေးရုံပို့လိုက်ရပြီပါအခုချိန်ဒီဒယ်လီကဆေးရုံအောင်ဆင်းရသေးတာမဟုတ်ဘူး ဒီမဲ့ကိုမင်းပိုးစိတ်ဆိုးနေတာကိုမင်းအဲ့ဒီကမလာလို့စိတ်ဆိုးနေတာမဟုတ်မလာပြစ်ဘူးဆိုလည်းမလာပြစ်တဲ့ကြောင့်ဖုန်းမဆက်လို့စိတ်ဆိုးနေ ဖြစ်ဖြစ်ချင်းဆိုတော့ကိုလည်းပြာခတ်နေလို့မေ့သွားတာပါကွာအဲ့ဒီကကိုပိုးစီလာနေတော့မှအင်းကလူတွေကငွေကြီးချက်မနဲ့ဖုန်းဆက်လာဒယ်လီမူးလဲသွားလို့တဲ့ဗျာဒယ်လီမူးလဲလို့မမီရောမရှိဘူးလားဟာဒုက္ခပါပဲဗျာဟုတ်ပြီကျွန်တော်ပြန်လာခဲ့မယ်ရတယ်ကျွန်တော်ခုချက်ချင်းပြန်လာခဲ့မယ်နော်ဆရာကျွန်တော်ပြင်ချင်းနေပြီ လူနာကအချိန်နဲ့ကောင်းပါလေဆေးရုံကိုရောက်မြန်လို့ပါလေနည်းနည်းသာနောက်ကျသွားရင်ခင်ဗျားလူနာဒုက္ခရောက်မှာလူနာကတွေးရန်တိုးနေတယ်အခုလောလောဆယ်ဆေးထုတ်ပြီးတော့စောက်ကြည့်အောင်နှလုံးကလည်းအားနှမ်းနေတော့ဆေးရုံတော့တင်ထားတာ ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ပြီးတော့ဆရာကောင်းတယ်လို့စီစဉ်လေးပါလိုအပ်တာရှိရင်ကျွန်တော်ပြောပါတော့ဆရာ လူနာကိုတိတ်ပြီးတော့စကားပြောလို့မရသေးဘူးနော်ဒီညတော့နားပါစေ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ ကျွန်တော်ခွင့်ပြုပါအောင် ဟုတ်ကဲ့ပါဆရာကိုဘိုးတတိယလို့ဖုန်းပြန်ဆက်တဲ့အချိန်မှာကိုဖုန်းကပိတ်ထားတယ်ဘလို့မှဆက်လို့မရဘူး ပိတ်ထားမှာပေါ့ကျမရှင့်မိုးရတယ်မှာတနားရီလောက်စောင့်ခဲ့ရတယ်လေကျမအိုက်ကပြန်တော့အဲ့ရတယ်လဲတာရောရှင်သိရလား ပိုးကိုတောင်းပန်တယ်လို့ပြောနေပြီပဲကိုကဘာလို့စိတ်ဆိုးမပြေသေးရတာလဲဖေဖေဆေးရုံပေါ်မှာအသက်လူနေရတဲ့အချိန်ကိုဖုန်းဆိုင်းလန့်လုပ်ထားမိတယ်အဲ့လောက်တော့ကိုကိုနားလေပြီလေကွာ ဟုတ်ပါပြီနားလဲပေးပါတယ်အဲ့ကြောင့်လဲဘာမှမရှင်းပြနဲ့တော့လို့ပြောတာပေါ့အဲ့ဒီကိစ္စရဲ့အားလုံးပြီးသွားပြီခေါင်းနဲ့ထုတ်ပလိုက်တော့ပိုးလည်းခေါင်းနဲ့ထုတ်ပလိုက် ဟာအဲ့လိုလုပ်လို့မရဘူးလေကွာအဲ့ဒီကပိုးကိုအဖြစ်ပေးမယ်လို့ပြောခဲ့တာလေအခုကိုအိုက်ဖြူကိုပြက်ပြက်သားသားသိချင်ပြီ ဟုတ်တယ်အဲ့ဒီကျမအဖြေပေးမယ်ဆိုပြီးပြက်ပြက်သားသားဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ကျမအခုမပြတ်သားတော့ကျမပြန်စဉ်းစားရအောင် ဟုတ်မင်းအဲ့လိုမလုပ်နဲ့လေကွာကိုကြိုးရှိနေတဲ့ထပ်ပြီးမလန်မာနဲ့တော့ ဘာကျမကြိုးရှိရှင်နဲ့လာနေဟုတ်လား ဟုတ်တယ်လေအဲ့နဲ့မင်းကိုချစ်တယ်လို့အဖြစ်ပေးမှာမလားဒါလေးပြောဖို့ကွာနေရှင်ညွှန်ရှင်လို့ ဒီမဲ့ကိုမင်းထင်တယ်ကျမရှေ့ရဲ့ချစ်ကိုလက်ခံပါလို့ရှင်ကဘာလို့အပြက်ပြောနိုင်ရလဲအဲ့ဒါအရင်တော့ဟုတ်ချင်ဟုတ်အခုကျမဆုံးဖြတ်ချက်တွေတစ်မျိုးပြောင်းသွားရှစ်လို့ကိုအထင်ကြီးပြီးဘဝမြင့်နေရောကြားမျိုးကျမမချစ်ရတော့ရှစ်မှာပြိုင်ဘက်ရှိလားရှစ်တယောက်တည်းကျမကိုချစ်ရေးဆိုတာအဲ့ဒါရှစ်နားလဲ
哎呀，为啥你去？让俺比豆里那个豆。我လေးပေးပါလား အေးနေ ဟိုကလေးပေးအေးဟုတ်ပါလေ 啊，不是，我。你上这边你上 စာ 豆里。我不管嘛，我比我的还难喏。我咋不理嘛？你打嘛？没什么。လေးလား အဲ့ညီလေးချမ်းမှုရှင်းလိုက် 没什么。好，给他当。 ကိုနဲ့ကိုစကားပြောတယ်နော် ဒီမှာပြောလိုက်ရရလား ကိုကဘုန်းနဲ့နှစ်ယောက်လေးပြောချင်တာကွာခဏတော့လိုက်ခဲ့ ခဏနေပိုးတန်းတက်ရမယ်ဒီမှာပြောရင်ပြောမပြောရင်နောက်နေ့မှပြော ခဏလေးပါဆိုမှကွာပိုးရလေပြီးတော့ကွာဒီလိုဆန်မျိုးမှာထိုင်ကြရလားဒီလိုဆန်မျိုးမှာမထိုင်တတ်တာပိုးလည်းသိရလား ဒီမှာကိုမေရှင်ဒီလိုစာမျိုးမှမထိုင်နိုင်အောင်ဒီစားကဘာဖြစ်နေလို့လဲပြီးတော့ဒီမှာစားနေကြရတဲ့လူတွေပါအဲ့လိုခွဲခြားမဆက်ဆံပါနဲ့လူကိုလူလိုမြင်ပါ ပို့ကိုဒီသဘောနဲ့ပြောတာမဟုတ်ဒီဆိုင်ကအစားအစာတွေကိုမကြိုက်ဘူးအဲ့ဒါကြောင့်မထိုင်တတ်ဘူးပြောတာကဲပိုးကိုနဲ့အခုလိုက်မှလားမလိုက်ဘူးလားဒါပဲပြော မလိုက်နိုင်ဘူး ဟာ ဟုတ်ကျမရှင်တခါတည်းမိတ်ဆက်ပေးရအောင်မယ်ဒါကကိုလင်းညိုတဲ့သူကရှေ့ရပြိုင်ပန်းလေကျမကိုချီးဆိုတာသိမချတယ် ဘာမင်းကဒီလိုကောင်ငါနဲ့ဟာရတယ်လေ ငါသူ့အရန်စိတ်ပြတ်တာလဲအဲ့ဒါပဲသူ့စိတ်ဓာတ်ကအရန်ကလေးဆန် မင်းငါလက်ထဲကနေပိုးကိုဖျက်ခုတ်သွားတယ်ကောင် နေသားမအောင်ပါချက်ခုတ်တယ်ပြောအောင်မင်းနဲ့ပိုးနဲ့ချစ်သူတွေပြောတာဟဲ့မင်းကိုပိုးအဖြစ်မပေးရဘူးမင်းပိုးကိုမပိုင်သေးဘူးကြာ ဟဲ့မင်းပို့တွေပြောမနေနဲ့ငါနဲ့ပိုးနဲ့တွဲနေအားလုံးသိတယ်ကွာဘာဖြစ်မင်းကဒုတိယလူပဲ ဟဲ့ဒုတိယလူဆိုတာနဲ့နောက်ဆုတ်ပေးတော့ခုချိန်မှာမင်းရောငါရောပိုးရဲ့အချိန်ကိုရယူခွင့်ရှိနော်သူချစ်တဲ့လူတူလေးပါမင်းဘာလို့ဆိုဖို့ ဟဲ့မင်းစကားကိုတန်ရပြောကွာမင်းလိုကောင်နဲ့ငါပြိုင်လိုက်เสียလားကွာမင်းကိုယ်စိတ်နဲ့ကိုပြန်ကြည့်ပါအောင်ကွာ မင်းမလိုက်ရှင်မင်းနောက်ဆုတ်ဒီမှာလာပေါ့ ငါဘာလို့နောက်ဆုတ်ရမှာလဲကွာမင်းလိုကောင်မျိုးနဲ့ရှင်ပြီးလိုက်ရမယ်ဆိုလို့ငါအံ့ဩနေတာဒီမရမင်းနဲ့ငါနဲ့တောင်းမလားပိုးဘယ်သူရမလဲဆိုတော့မင်းနဲ့ငါနဲ့တောင်းမလားရ ဟဲ့ငါအလောင်းသားတော့ဝါလာမပါဘူးကွာအေးဒါပေမဲ့မင်းရဲ့စိန်ခေါ်လာရဲဆိုတော့လည်းငါလည်းပွားမခတ်ဘူးမင်းနဲ့ငါပိုးပြိုင်လိုက်မယ်ရအေးဒါမဲ့တစ်ခုတော့ရှိရကွာတကယ်လို့သူတယောက်ယောက်ရွေးချယ်လိုက်ပြီဆိုရင်ကြံခဲ့တဲ့ကောင်အသာတကြီးနောက်ဆုတ်ပေးတယ်ဘယ်လိုလဲ စိန်လိုက်ရအောင်စိန်လိုက်
ဘာလျှောက်လုံနေဟမ်ငေါ့ကြောင်လက်ဝဲပြိုင်ဝင်ပြိုင်မလို့ဆိုဟုတ်လားအေးလေ မင်းကဘယ်တော့ထိုးတက်သွားဖုံးမလည်းလောက်ပါလင်းညွာ ဟေးကွာဟေ့အောင်မင်းနဲ့ထိုးရမယ့်လူကသိပြီးွားရည်လားမင်းထင်တာတဲ့ကြည့်ချက်လည်းလုံအောင်နော် အဲ့ဒါကြီးအကုန်လုံးငါအသိပြီးပြီ မင်းကယူနေလားဟိုကောင်ကဘောက်စင်တင်တန်းတွေပဲစင်ထားတာ အေးနော် မင်းရတယ်ဟဲ့သူကသူဘောက်စင်တင်တယ်မကလို့ဘာပဲတက်တာပဲဒီကောင်မုံလေးကြည့်ဦးမင်းဖြူပဲဖြူอ่ะ ဟေ့အောင်အဲ့နေပိုးတို့လည်းလာကြည့်ရအောင်ပါနော်အဲ့ပွဲကိုမင်းသူတို့ရှေ့မှာရှုံးရင်အဆက်ပြန်ကွဲပြီနော်ဟေ့အောင် ဒီကောင်ငါဘယ်လိုထိုးပြမလဲဆိုတော့မင်းတို့ကြည့်တာနော်မင်းတို့လုပ်တယ်ကွာမင်းတို့စာတော်ဘေးရောက်ဝင်မလို့ ရှုံးပေးလိုက်တော့တင်းဟေ့ဟိုကောင်ကမင်းနဲ့လက်အများကြီးတာတယ်လူသားကောင်တုံးနေတယ်မင်းရှုံးပေးလိုက်တော့ ဟုတ်တယ်လေနေရှုံးပေးလိုက်တော့နှစ်တန်ရတယ်နဲအောင် ရှုံးကြတယ်အားနေတာဒဲမထားရဟာညမကန်ကြီးချိုက်ပြန်ချနိုင်တာကွာ အခုမှဘာကျွတ်ကျက်နဲ့တအားဖြစ်နေဟမ်မင်းကိုပြောသားပဲပွဲကိုစောရရက်လိုက်ရင်တော့ဒီလောက်ခုလောက်ဖြစ်မှာမဟုတ်ဘူးကြည့်ဦးညီညုံမဲကွက်တယ်ရန်ရရဲ့ အေးကွာပိုးကမင်းကိုအဖြစ်မရှိတဲ့ကောင်လို့ထင်သွားပြီမင်းကွာကိုယ့်အချက်ကိုပြန်ခွဲတဲ့ကောင် မင်းတို့မသိပါဘူးကွာငါဒီဘွဲကိုရှုံးမယ်တိတိနဲ့ဝယ်ထိုးအကြောင်းရှိတယ်ကွာ ဒီတန်းမလျှော့တဲ့အပြင်ရှုံးနှမှန်တိတိတယ်မင်းအကြောင်းပြချက်ရှိတယ်ပြောသားမအောင်အဲ့အကြောင်းပြချက်ဆို မင်းတို့သိချင်ခဏပဲစောင့်နော်နိုင်တာနိုင်တာ ဟုတ်လာဟုတ်တယ်လား ရှင်တော်တော်နာနေမှာပဲနော် ရပါဘူးလေနည်းနည်းကွာ ရှင်ကလေတော်တော်ကောင်းပါတာပဲမနိုင်မသိနေဘာလို့ဆက်ထိုးနေရလဲ ဘိုးရဲ့ကျွန်တော်နဲ့မင်းထင်တာနဲ့ကဘိုးချစ်ကိုပြန်လိုက်ဖို့ကြိုးစားနေလျောက်ပြီကျွန်တော်ဘိုးရှိမှတော့မင်းထင်တာကိုမရှုံးကြတာမှန်ပဲဗျာ ကဲအခုတော့ရှင်ခံရပြီမလားညနာမှာလည်းတရားတွေပဲလူမြင်လို့တော့မကောင်း ဟုတ်ပါအဲ့မင်းနေတာဆိုရဲကောင်းတော့ဒီကောင်ကပွဲမှာထိုးတာဆိုရန်ညိုးရှိသလိုထိုးနေတာလို့တော့ထင်ရတယ် အေးလေ ရပါတယ်ကွာမင်းတို့ကလည်း
လက်ဝဲထိုးတာပဲထုတ်စည်းထိုးတာမှမဟုတ်တာဒီလောက်တော့ရှိမှာပေါ့ အဲ့ဒီမင်းတစ်သားကြောင့်ကောင်းကောင်းသိတယ်။ तू ကလေ तू နိုင်တဲ့သူဆိုမညမတာကိုလောက်တာ။အရမ်းမောင်းမှုကောင်းတာပဲ ရပါရဲ့ပို့ရဲ့ကျွန်တော်တန်တယ်ဒီလောက်လည်းမဟုတ်ပါဘူးကျွန်တော်လည်းတစ်ပတ်နှစ်ပတ်လောက်နေတန်တယ်ပြောက်သွားမှာပါမင်းတို့ဒီနေ့ပြန်လာစောလိုက် ကျောင်းမှာပြင်းလို့အေးစောကြီးတယ် ဟုတ်တယ်ဘောပြန်လာပြမြို့ရင်းုံပြောတဲ့အချင်း ဘာကြီးလဲကွာ မင်းကြောင်းမတက်တဲ့သောသွင်းတွေတော့မင်းနဲ့နိုင်တဲ့ပိုးလို့စကားများရတယ်ကွာကြည့်တယ် ဟုတ်လားဘလို့ပြကြလက်ဝဲပဲကိစ္စပေါ့ကွာမင်းနဲ့သာမင်းကအသက်ကုန်ဖိထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပိုးကဒီကောင်တော့ခေါ်တာနှစ်ပြားတော့မတက်ဘူးမင်းတို့အဲ့ဒါဘယ်တော့သိတာလဲ ဟာမင်းပိုးတငယ်ချင်း93လေးစီရတယ် မင်းရလေအဲ့ဒါပဲကွာနော်ဒီပြိုင်ပွဲကိုငါရှုံးမယ်မဲ့တည်တည်နဲ့ဝင်ထိုးရအကြောင်းရအဲ့ဒါပဲနော်မင်းကလေးတွေကလေအရန်သနာတယ်ငါသူတို့သနာတဲ့စိတ်ကိုချုပ်ကန်တယ် ဩမင်းကလေတော်တော်ညံများရကောင်တက်လာ ဟေ့ရလောကမှာလေခွန်အားကြီးတဲ့နိုင်တာမှမဟုတ်တာနော်ညံကောင်းတဲ့ကောင်တွေကကဘာကြီးကိုအုပ်ဆိုးနေတာအဲ့ဒါမင်းတို့ကောင်လည်းသိအောင်မှတ်ထား ဩအေးမင်းဒီတစ်ခါတော့မင်းနဲ့တာတက်တော့ကြောသွားရနော်အရာအေးခု14ရက်နေ့ဘလက်တိုင်းနေ့လာတော့ဘာလို့မလဲပိုးဘာလက်ဆောင်ပေးပါ ဟုတ်တယ်နော်ရဟိုကောင်စောင်းရေချမ်းလားကောင်းစားတွေပဲဝယ်ပေးမှာမင်းပါလို့မှာထုံးဦးထုံးမမင်းငါပြောမယ်မင်းကလေးတွေကလေပစ္စည်းကောင်းစားပေးရလဲကြိုက်တာတိလားရေးကြည့်တာဒါဒီတွေကပေါ့ရေးကြည့်နော်ငါစဉ်းစားပြီးသားပေါ့ကွာငါမှ idea ရှိပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ငါတယောက်တည်းလုပ်လို့မရဘူးမင်းတို့တော့ငါ့ကိုကူညီပေးရဟမ်ငါတို့ဘာကူညီပေးအောင်မလဲ ပြောပြမယ်ဒီတကတော့ကိုမင်းကဥသွားပြီလင်းညိုနင်အောင်ငါအတွက်ဘာလက်ဆောင်ပေးမှလဲဒီနေ့ချစ်သူများနေဆိုတော့နင်တတိရရလားနင်ပေးမယ်ဆိုရင်ပန်းလေးတစ်ပွင့်ပဲဖြစ်ဖြစ်ငါတန်မိုးထားမှာပါလင်းညိုရဲ့ဘာဖြစ်လို့လဲကြာခဏလားဆရာတို့ဦးလေးမင်းကြီးလည်းဖြတ်မလာခဲ့ပါဘူးနော် ဟုတ်ပါတယ်ဦးလေးကဲဒီလိုတော့နောက်ဖုန်းလေးတစ်ချက်လောက်ဖွင့်လို့ ဟုတ်ဘာဖြစ်လို့လဲဆရာတို့ ဟုတ်တော့နောက်ဖုန်းလေးပဲတစ်ချက်လောက်ဖွင့်ပေးပါအောင်ဗျာကျွန်တော်တို့ကုညီရနေတယ် ဘာဖြစ်လို့လဲဆရာတို့ကလည်း ကဲဒီမှာဦးလေးကျွန်တော်တို့ကတကယ်တော့ရဲစစ်မဟုတ် တူဘာကွာ တို့ပါဦးလေးကျွန်တော်ဟိုမှာကောင်းမှာပါရဲ့ကိုဦးကကျွန်တော်တငယ်ချင်းဒီနေ့ချစ်သူများနေမှာကျွန်တော်တငယ်ချင်းကကိုဦးကိုဆန်းဆန်းများများလက်ဆောင်ပေးတယ်လို့ကျွန်တော်အခုလိုလုပ်အောင်ဒီပါဦးလေးနော်ကျွန်တော်ကုညက်ကုန် မင်းတို့ကလည်းကွာရှုပ်ဖြစ်စစ်တွေပဲကွာ လောက်ပါဦးလေးကလောက်ပါဦးလေးနောက်မှကြောက်လို့ရှိရင်မိမချောချောလေးအများကြီးရအောင် ဟုတ်တယ်ဦး ဖေးရငါနောင်ဘဝမဟုတ်ဒီဘဝမှာတော့မိမရရင်ထက်လုံချင်းသေးတာကွာ တောင်းနေစုတဲ့ကိုပြေအောင်မှာကျွန်တော်တို့တော့နောက်ပါဗျာနောက်တော်ရှုပ်တဲ့တောင်ကြီးပဲကွာ
လို့လားဘာတွေလဲကွာမပြီးသေးဘူးလားမင်းကွာ လို့ပါဦးရဒီ CD လေးကိုလေဦးလေးကားကက်ဆက်တွေကိုထည့်ပေးတာပါနောက်ဒီကနေနောက်15မိနစ်လောက်ကြာတော့မှဦးလေးဖွင့်လိုက်နော်ကိုညီပါဦးလေးရယ်နော်ချက်ချင်းမဖွင့်နိုင်တော့ဦး15မိနစ်အကြာမှဦးလေးအချိန်မှတ်ထားလိုက်ဒီကနေကားမောင်းသွားပြီး15မိနစ်အကြာမှဒီခွေလေးကိုဖွင့်လိုက်နော်ကျေးဇူးပါဦးလေးဦးလေးဘာဖြစ်တာလဲ ဘာမဟုတ်သမီးရဲ့ဆပ်လက်ချက်ဝင်တဲ့ဘောပါ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ CDFM Valentine Special အစီအစဉ်ကနေပြီးတော့မတ်ပိုးနားထောင်ဖို့အတွက်ဆိုပြီးတော့ကိုလင်းကျော်ပေးပို့တာအတန်ဖိုင်လေးရှိပါတယ်ခင်ဗျာမတ်ပိုးနားထောင်ပေးပါနော်ပိုးဒီနေ့က Valentine Day ဆိုတော့ကျွန်တော်ပို့အတွက်လက်ဆောင်လေးတစ်ခုပေးဖို့စီစဉ်ထားရဗျကျွန်တော်ပေးရဲ့လက်ဆောင်လေးကပို့အတွက်တန်ဖိုးရှိချင်မှရှိမယ်ဒါမဲ့ပို့အတွက်အမှတ်တရဖြစ်စီမှာပါပိုးရဲ့ကားနောက်ဖုန်းလေးကိုဖွင့်ကြည့်လိုက်ပါလားဗျာကားလေးခဏလောက်ပြန်ပေးပါလားပန်းဆိုတာကမြေမှာပွင့်လဲလေပန်းဆိုတာကသူဝေးနေလို့ရှိတယ်ပန်းဆိုတာကသူဝေးနေလို့ရှိရင်လိုချင်တဲ့သူတွေများလုံးတော့လေကိုဟာရင်မှုနေဒီပန်းလေးတွေကကြာညို့သွားမလားဆိုရဲပန်းလေးဝေကမှလူတွေဝိုင်းလုံးတော့လဲလေမပိုင်ပါတဲ့ကိုဟာနောက်ဆုံးရုံပဲဟဲ့လမ်းလိုက်တာဟဲ့ပုံညလည်းနောက်ချလိုက်တာဟာကဲပြောပါဦးဒီနေ့ဘသူစီကဘာလဲဆောင်လို့ရပြီလဲညလုံးစီရရပြီသားပြီတကယ်ဟဲ့အဲ့ဆိုရင်ဘသူကအရင်ပေးရလဲမင်းထင်တာအရင်ပေးတာဟိုလက်ဆောင်တွေကတော့အများကြီးပဲအဲ့ဆိုရင်နင်မင်းထင်တာကိုအမှတ်ပို့ပေးလိုက်ပြီလားလင်းညိုပေးရလက်ဆောင်ကတန်မိုးမကြည့်ဘူးဆိုပေမဲ့ငါ့အတွက်အရန်အောင်ကိုကောင်းနေဟာဟုတ်လားသူကဘယ်လိုလက်ဆောင်မျိုးပေးလို့လဲဟာဒီလိုဟာဒါဆိုနင်ကလင်းကိုအမှတ်ပို့ပေးလိုက်တာပေါ့ဒါပေါ့ဟာကဲမိမအတန်းနောက်ကြနေမှာတတ်မယ်ဘာမို့တဲ့ကောင်ငါ့ကိုလာပြီးရှင်နေတယ်အဲ့ဒါကိုငါခန်းခတ်တာဟုတ်တယ်ဟာလင်းညိုပေးတဲ့ဗရိတ်တိုင်းလက်ဆောင်ကဖျားဆန်တယ်ပုံမှုစိတ်ဝင်စားအောင်သူကပညာနာပပါနဲ့ဆွဲဆောင်တယ်ငါနဲ့ကိုပုံနဲ့ပေါ်တဘောတူလို့လာတင်းပေးရနော်နင်ဒီတခါ
ပို့ဥရင်ခေါင်လို့ဖို့တိတ်ကိုအရေးကြီးနေပြီ အဲ့ဒါဆိုဟာငါတူးရင်ခေါင်ဘယ်လိုလုပ်ရမလဲငါ့ကိုနည်းနည်းပါးပါးအကြံပေးပါအောင် နင်ကလေဝဲလိုက်တာဟာဒီတစ်ခါဧပြီကျောင်းမပိတ်ခင်ငါတို့ကျောင်းသားတွေနှုတ်ဆက်တဲ့အနေနဲ့ရွက်ပစ်ကြရလေအဲ့ချိန်မှာနင်ပို့ဥကိုဘယ်လိုရင်ခေါင်လုပ်လဲဆိုတာပြင်ဆင်ထားဖို့ โอเคငါသဘောပေါက်ပြီ ကျန်တွေးမို့လို့ရှေးလောင်းတာပါ အင်းငါပြန်လာမယ်ပြီ ဟာအော်မြစ်တာကြီးမြစ်တာတို့လည်းဘာရေးလို့လဲကောင်းလေကွာကုန်သွားပြီမရေကုန်သွားပြီရေကုန်သွားပြီကဲတော့တော့ပါโอเคဟုတ်ချမ်းနေရဒါလေးပါရ ကျေးဇူးပဲ ရတယ်ရ ဒါမယ်နော် ဟုတ်ပါဗျာ ဟာပိုးလိုရဲ့ လင်းယုံဒီဆိုင်မှာလုံးလုံးနေရလား ဟုတ်တယ်ပိုးပဲ ကြာပြီလား ဟောမကြသေးပါဘူးကျွန်တော်ဒီမှာကြောင်းရတဲ့အချိန်ကြီးလုပ်ဖြစ်ပါတယ် ကဲကဲဟျောင်းမင်းအဖိုးကြီးရှောက်ပြောနေတယ်မြင်ယူထားခဲ့အေးစေးစဉ်းစားပြီးမှမာစရာရှိရမှာတို့တော့